အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Cookie Station Channel မှာကြိုဆိုပါရခင်ဗျာဒီနေ့ကတော့ခန္ဓာကိုယ်အတွက်ကိုယ်ခံအားကောင်းစေပြီးထမင်းစားမင်စေတဲ့မဲသားနှစ်စီပြန်ရင်းလေးကိုချက်ပြပေးသွားမှာပါခင်ဗျာကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့မဲသားကိုနေတော်လေးတွန်းထားပေးပါမယ်ခင်ဗျာပြီးရင်ရတာအတွက်စားနှဲငယ်ထည့်ပါမယ်ခင်ဗျာနောက်ထပ်ချုံမို့နှဲငယ်လေးထည့်ပါမယ်ခင်ဗျာအယောင်တင်မုံထည့်ပါခင်ဗျာအယောင်တင်မုံကိုတော့ကျွန်တော်ကနှစ်ဆွန်းထည့်ထားပါတယ်ခင်ဗျာအယောင်လေးနဲ့ရဲနေအောင်လုပ်ပါနောက်ထပ်ငြုပ်ကောင်းမုံနှဲငယ်လေးထည့်ပါမယ်ခင်ဗျာစနုံမုံနှဲငယ်လေးထည့်ပါအောင်မယ်ခင်ဗျာတံမြိုင်လေးရှိရင်တော့တံမြိုင်လေးညှက်ထည့်လိုက်ပါဦးကျွန်တော်ကတော့တံမြိုင်ရှိလို့မုံနဲ့ညှက်ထည့်လိုက်ပါတယ်ခင်ဗျာပြီးရင်ငံပြားကြီးတစ်စုံလက်ထည့်ပါအောင်မယ်ခင်ဗျာရတာတွေကုန်ထည့်ပြီးပြီဆိုရင်တော့အသားရဲ့အထိရတာလေးတွေစိတ်ဝင်သွားအောင်လို့တိချာလေးနေပေးပြီးမိနစ်20နာရီဝက်လောက်နှက်ထားပေးပါမယ်ခင်ဗျာနောက်ထပ်လိုအပ်တဲ့ စားပလာလေးတွေကတော့ပါလိထားတဲ့ကြက်သွန်လေးရဲ့ကြက်သွန်ပြူရဲ့ချင်းရဲ့ငြူသီးစင်းလေးရဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ချင်းကြက်သွန်ပြူငြူသီးစင်းလေးကိုထောင်းထားပေးပါတယ်ခင်ဗျာလိုအပ်တဲ့ စားပလာလေးတွေပြင်ဆင်ပြီးရင်တော့ချက်လို့ရပါပြီခင်ဗျာရင်ဦးဆုံးအိုးပူလာရင်တော့စီနှဲငယ်ထည့်ပါမယ်ခင်ဗျပြီးရင်စနုံမုံနှဲငယ်လေးတွေထည့်ပါမယ်ခင်ဗျစီဘူးလာရင်တော့ဆွနာကလိထားတဲ့ကြက်သွန်ထည့်ပါမယ်ခင်ဗျကြက်သွန်လေးတွေအနှဲငယ်နွင်းလာပြီဆိုရင်တော့ဆွနာကနှက်ထားတဲ့ကျွန်တော်တို့အမဲသားထည့်ပါမယ်ခင်ဗျာပြီးရင်ချင်းကြက်သွန်ပြူငွေသီးစင်းထောင်းထားတာလေးပါတစ်ခါတည်းထည့်ပြီးတော့စီသက်ပေးပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့အသားတွေကအရည်လေးတွေထွက်သွားအောင်လို့ဖုံးလေးဖုံးပေးထားပါမယ်ခင်ဗျာစီတက်နေတဲ့အချိန်မှာမီးအေးလေးဖွင့်ပြီးတော့ဆေးရှိချင်းနဲ့စီတက်ဖို့လိုပါတယ်ခင်ဗျာပြီးရင်အိုးကတ်မသွားအောင်လို့လဲအပေါ်အောင်မကြလေးမွေးပေးရပါမယ်ခင်ဗျာစီတက်လို့အနှံ့လေးမွေးလာပြီဆိုရင်တော့မဲသားလေးတွေနုအီလေးဖြစ်သွားတဲ့ဒီရေထည့်ပြီးချက်ပေးရပါမယ်ခင်ဗျာမဲသားလေးလည်းနှုတ်ဤနေပြီအရသာလည်းမြည်ကြည့်လို့အဆင်ပြေပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီခင်ဗျာကျွန်တော်ကတော့အနှံ့လေးမွေးသွားအောင်လို့မဆလာလေးနည်းငယ်ထည့်ပါအောင်မယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်တော့ကိုခံအကောင်းပြီးထမင်းစားမင်စေတဲ့မဲသားနှစ်စီပြန်ရင်းလေးကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့လူတယောက်ချင်းကိုလည်းကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်ဟင်းကောင်းတစ်ခွက်နဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်ခင်ဗျာကျေးဇူးပါ